customer ကို service ပေးတဲ့အပိုင်းမှာရောပထမအဦးဆုံးကျမတို့ယုံကြည်မှုကိုအရင်တည်ဆောက်မယ်ဆိုလို့ရှိရင်ရောဒါကျမတို့ communicate ကောင်းကောင်းလုပ်လို့ရတဲ့ customer ကိုအသိပညာဖြန့်ဝေလို့ရတဲ့အခန်းကဏ္ဍအဖြစ်လဲပါမယ်လို့ကျမထင်တယ်အဲ့တော့ကျမတို့ဒီအမားတို့ကိုဝေယံမြင့်တို့ customer တွေတွေ့တဲ့အခါမှာဘာလို့ prudential ကနေပြီးတော့ customer တွေတော်တော်များများပေါ့နော်အခုလည်းအမားတို့အနေနဲ့ service တွေတော်တော်များများပေးပြီးနေပြီ policy တွေအများကြီးအရောက်ပေါင်းများစွာကိုပေးအပ်ပြီးနေပြီဖြစ်နေတဲ့အတွက်ကြောင့်ဒီ prudential ရဲ့အသက်အာမခံကို customer တွေနဲ့ဘာအကြောင်းတွေကြောင့်ရွေးချယ်ပြီးဝယ်လို့ထင်လဲအဲ့ဒီအခါနောက်တစ်ခုမေးချင်တာအဲ့ဒီအဲမှာမှကိုယ့်စီကပေါ့ဒီ agent တွေအများကြီးရှိနေတဲ့အထက်ကမှကိုယ့်ကိုရောဘာလို့ရွေးချယ်ပြီးဝယ်တယ်လို့ထင်လဲပေါ့နော်အဲ့ဒါလေးကိုဝေယံမြင့်ကနေစပြီးတော့ sharing လုပ်ပေးပါအောင်ဟုတ်ကဲ့ဗျဟုတ်လက်ရှိပေါ့အဲ့ဒီမိကွန်းလေးကိုပြန်ပြီးတော့ကျွန်တော်အနေနဲ့သုံးသပ်ပြီးဖြေချမယ်ဆိုလို့ရှိရင်ကျွန်တော်အမြင်ပေါ့ကျွန်တော်တို့ငငယ်တော့ဆိုလို့ရှိရင်အမေနဲ့ဈေးလိုက်ရတဲ့အခါကျလို့ရှိရင်ပေါ့အမေတွေကဈေးတန်းကိုစောင်းအောင်ဟိုဘက်ဒီဘက်ရှောက်ကြတယ်ပေါ့နောက်ဆုံးကျတော့မှသူတို့တကယ်သဘောကျတယ်နှစ်သက်တယ်သူတို့နဲ့အဆင်ပြေဆုံးဖြစ်မယ်ဆိုတဲ့ဆန်ပြန်လာပြီးတော့ရွှေးဝယ်တယ်ပေါ့အဲ့လိုပုံစံမျိုးကျွန်တော်အနေနဲ့တော့ခံစားမိတယ်ပေါ့ကျွန်တော်တို့ပုံမှန်အပြင်လူတွေက product တစ်ခုပစ္စည်းတစ်ခုကိုဝယ်တော့မယ်ဆိုလို့ရှိရင်တူကိုပဲပေါ့တကယ်တမ်းသူတို့ကြုံတဲ့ဟာကိုဝယ်လိုက်တယ်ဆိုတာတက်ဒီလိုမျိုး product မျိုးတွေပေါ့long term သွားရမယ်ကိုဘဝနဲ့သက်ဆိုင်တယ်ကိုမိသားစုကိုငွေကြေးနဲ့သက်ဆိုင်နေဆိုလို့ရှိရင်တိတိကျကျစဉ်းစားဆုံးဖြတ်ပြီးမှဝယ်တယ်လို့မြင်ရတယ်ပေါ့အဲ့တော့သူတို့တွေကကျွန်တော်တို့ရှိကပြောခဲ့တယ်လို့ပေါ့ကုမ္ပဏီတော်တော်များများက agent တော်တော်များများဝန်ထမ်းတော်တော်များများရဲ့ approach လုပ်ခြင်းခံရတယ်ချင်းကပ်ခြင်းခံရတယ်ပေါ့အဲ့ဒီထဲမှာသူတို့တွေတကယ်တမ်းသူတို့အစအဆုံးသိချနားထောင်ပြီးတော့သူတို့စဉ်းစားဆုံးဖြတ်ပြီးတော့သူတို့တကယ်အသင့်တော်ဆုံးဖြစ်မယ်ဆိုတဲ့အရာတစ်ခုပေါ့ရွေးချယ်ပြီးတော့ဝယ်ရလို့မြင်နေပေါ့အဲ့မှာမှဒီ customer တွေကိုကျွန်တော်တို့ချင်းကပ်တဲ့လူကလည်းတကယ်တမ်းပေါ့ customer ရဲ့ needs and want လိုအပ်ချက်ကိုတိတိကျကျသူလည်းသိရမယ် final လုပ်နိုင်ရမယ်ပြီးရင်သူ့ဘဝအတွက်ပြီးကျွန်တော်တို့ဒီခါကကြတော့အသက်တွေကျန်းမာရေးတွေမိသားစုတွေရဲ့အရေးနဲ့သက်ဆိုင်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့တကယ်လိုအပ်တဲ့တကယ်မှန်ကန်တဲ့နည်းလမ်းတွေနဲ့သူတို့ကိုရွေးချယ်ဖို့အတွက်ကျွန်တော်တို့ solution ထုတ်ပေးနိုင်တယ်ပေါ့အဲ့အချက်တွေကြောင့်သူတို့ပြန်ပြီးတော့ရွေးချယ်တယ်လို့မြင်ပါတယ်ဗျဟုတ်ကဲ့ပါတော်တော်လေးကို customer ရဲ့အကြောင်းကိုတည်တည်ချာနားလည်မှုရှိမှစိတ်ဝင်စားမှုလည်းရှိမှသူတို့ရဲ့အနာဂတ်ကိုလည်းစိတ်ချရအောင်ကိုကစီမံပေးနိုင်တဲ့skill set တွေရှိမှအမှန်တကယ် customer နဲ့ communicate လုပ်နိုင်တယ်လို့တော့သုံးသပ်မိပါတယ်အမအေးသာထုံးနေနဲ့ရောအဲ့ဒါလေးကိုမျှဝေပေးပါဦးဟုတ်ကဲ့ဟိုပါပေါ့မောင်လေးကိုရန်ပြောသွားသလိုပါပဲ brand တွေကတော့အများကြီးရှိတာပေါ့နော် especially တော်တော်လေး competent ဖြစ်တယ်ပေါ့ new industry လည်းဖြစ်နေတယ်ဆိုတဲ့အချိန်မှာဟိုအမရဲ့အတွေ့အကြုံပေါ့လေbackground တွေကတော့ sales တွေကတော့အမျိုးမျိုးရှိကြတာပေါ့အမရဲ့အတွေ့အကြုံကတော့ brand image ကတော့ awareness ကတော့ဖြစ်ရမယ်ဒီ brand ကိုသူတို့เนาะဟိုဒီ product ကိုသူတို့ယူတဲ့အချိန်မှာအဲ့ဒီမှာ sales person ကအမကတော့ trust ကို base လုပ်လိုက်တဲ့ sales person ဖြစ်နေတာ哦ပြီးတော့တကယ်ဟိုကိုယ့်ရဲ့ connection တွေနဲ့စတင်ရောင်းတဲ့လူတစ်ယောက် sales person တစ်ယောက်အနေနဲ့ပြောရရင်ဒီအမကို trust ဖြစ်တယ်အမကို trust ဖြစ်တယ်အမက recommend လုပ်လိုက်တယ်အမကိုယ်တိုင်လေဒီ product ကိုအမယူတယ်ပေါ့နော်ဆိုတော့ဒီအချိန်မှာလူပုဂ္ဂိုလ်ကို trust ဖြစ်လို့ဒီ brand ကလည်းtrust ရှိတယ် brand ကလည်းလူပုဂ္ဂိုလ်ကိုလည်း trust ရှိတဲ့အချိန်မှာဒီ product ကိုယူလိုက်တယ်ပေါ့ဒီ product ကိုယူလိုက်တယ်ယူတဲ့အချိန်မှာလည်းဟိုဒါက client ကပြန်ပြောတဲ့ feedback မို့လို့အမကသိတာမိုက်အေးပြောရင်ယူလိုက်ပါမယ်ကျန်တဲ့ဟာကသူတို့ကတခြားမသိတဲ့လူစီကယူရင်feedback တခုတော့တစ်ခါရပြီပေါ့နော် comfortable မဖြစ်ဘူးတဲ့နားမလဲတာတွေကိုထပ်ခါမေးတဲ့အခါကျတော့ဟိုမအင်းနဲ့ကြတော့ကျွန်တော်တို့ကရှက်စရာလည်းမလိုဘူး embarrassing ဖြစ်စရာလည်းမလိုဘူးမေးခွန်းတွေကိုမေးလို့ရတယ်ပေါ့ဆိုတော့ဟိုဒီအချိန်မှာသူတို့လည်းလိုအပ်နေတဲ့အချိန်ကိုကလည်း approach ဖြစ်တဲ့အချိန်မှာဟို trust ကို base လုပ်ပြီးတော့ဒီ product ကိုယူလိုက်တာပါပဲဟုတ်ကဲ့ဆိုတော့ trust ကတော့အရင်အရေးကြီးပါတယ် insurance မှာလေဟုတ်ကဲ့ဒါဆိုလို့ရှိရင်အခုဒီကျမတို့ဆွေးနွေးသွားတဲ့အထဲမှာ customer တွေကိုသူတို့ရဲ့needs နဲ့ like ညီပြီးတော့ကိုက်ညီအောင်ကျမတို့ဒီ service တွေပေးရတဲ့အခါမှာဒီ insurance subject matter ကိုသိစားနားလည်အောင်အသိပညာမျှဝေပေးရမှာဖြစ်တယ်လို့ကျမတို့ communication မှာလည်း trust level ကိုအတိုင်းအတာတစ်ခုထိ customer နဲ့ယုံကြည်မှုရအောင်တည်ဆောက်ရမယ်ဆိုတာလေးကိုလည်းလေ့လာမိတယ်ပေါ့နော်